တခါကတောအုပ်နီးကရွာငယ်လေးတွေ့ရမှာယာနီလို့ခေါ်တဲ့တတိရှိတဲ့စိတ်မလေးတစ်ကောင်နေထိုင်ခဲ့ပါတယ်သူမဟာရွာသူရွာသားအများပြားရဲ့အသက်ကိုကယ်တင်ခဲ့ဘူးတာကြောင့်ရွာသူရွာသားတိုင်းကသူ့ကိုအလွန်ချစ်ခင်ပြီးလေးစားကြပါတယ်တနေ့မှာတော့ယာနီစိတ်မလေးနေမကောင်းဖြစ်လာပါတယ်ရွာသူရွာသားတွေကသူမကိုဆေးဆရာစီလိုက်ဖို့ပေးဖို့စီစဉ်ကြပေမဲ့ယာနီကကျမအတွက်စိုးရိမ်မိကြပါနဲ့ရှင်ရှင်တို့ပဲကျမကိုတတိရှိတဲ့စိတ်မလေးလို့ခေါ်ခဲ့ကြတာမဟုတ်လားနက်ဖြန်ဆေးဆရာစီကျမကိုယ်တိုင်တယောက်တည်းသွားပါမယ်ဒီလိုနဲ့နောက်တစ်နေ့မှာယာနီဟာဆေးဆရာစီကိုတယောက်တည်းထွက်လာခဲ့ပါတယ်ယာနီကိုစောင့်နေကြတဲ့ကာလူလို့ခေါ်တဲ့သားသက်သမားနဲ့သူ့လူနှစ်ယောက်ကခြုံမုတ်ထဲမှာပုံအောင်နေကြပါတယ်စိတ်မလေးရောက်လာသည့်နှစ်၃ယောက်သားဝိုင်းဝန်းလိုက်ကြပါတယ်ယာနီကရှင်တို့ကျမကိုဖမ်းဖို့ဘာလို့ကြိုးစားနေကြတာလဲကျမကရှင်တို့ကိုဘာပြစ်မှမလုပ်ခဲ့ဘူးပါဘူးသားသက်သမားကမဲပြုံးပြီးမင်းကတတိရှိတဲ့စိတ်လိုဟန်ဆောင်နေတာမဟုတ်ဘူးလားကဲအခုငါတို့ကိုမင်းရဲ့တတိတွေပြစမ်းပါမင်းသာမင်းရဲ့တတိတွေကိုမပြနိုင်ရင်ဒီသားသက်သမားကမင်းကိုအပိုင်းပိုင်းလိဖြတ်ပြီးဈေးထဲမှာရောင်းစားပစ်မယ်ယာနီကစိတ်တည်ငြိမ်စွာနဲ့ရှင်တို့သိပါတယ်။ဂျာကြီးရသားတွေကကျမကိုအရန်ချစ်တာရှင်တို့သာကျမကိုထိကောက်အောင်လုပ်တယ်ဆိုတာသူတို့သိသွားရင်ရှင်တို့ကိုလူပေးမှာမဟုတ်တော့ဘူး။မင်းကိုငါတို့တက်လိုက်တဲ့ဆိုတာရွာသူရွာသားတွေကဘလို့လုပ်သိမှလဲ။ဘေးပတ်ဝန်းကျင်ကိုလည်းကြည့်လိုက်အောင်ဒီမှာရွာသားတယောက်မှမရှိဘူး။ရှင်တို့ကျမကိုတတ်ဖို့နေတတ်တာဖမ်းလို့တောင်မိမှာမဟုတ်ဘူး။ဒါဆိုဒီစိမ့်မလေးကိုဖမ်းလိုက်ကြစမ်းမိတ်ဆွေတို့သာသမားကသူ့ကိုဖမ်းဖို့ကြိုးစားလိုက်တဲ့အချိန်မှာပဲယာနီဟာလွတ်မြောက်ဖို့အတွက်အမြန်ဆုံးထွက်ပြေးလေတော့တယ်။လာဖမ်းစမ်းမအောင်သာသမားကြီးရဲ့ဖမ်းနိုင်ရင်ဖမ်းကြည့်လိုက်လေ။သာသမားကြီးနဲ့သူ၏လူများဟာစိတ်မလေးကိုမဖမ်းနိုင်တာကြောင့်ဒေါသထွက်လာပြီးအချိန်ဟုန်နဲ့နောက်ကနေလိုက်ကြရာအချိန်မထိန်နိုင်ပဲ၃ယောက်စလုံးတွင်းနဲ့ကြီးတစ်ခုတည်းကိုပြုတ်ကျသွားပါတယ်။ယာနီကလှမ်းကြည့်လိုက်ပြီးလှောင်ပြောင်လိုက်ပါတယ်။သာသမားကြီးတွင်းနဲ့ပြုတ်ကျသွားတာဖြိုရဲ့လား။သာသမားကြီးကဒေါသတကြီးနဲ့မင်းကငါ့ကိုလှောင်ပြောင်နေတာလားမင်းရဲ့နောက်ကိုလှည့်ကြည့်လိုက်အောင်မင်းရဲ့သေခြင်းတရားကမင်းကိုစောင့်နေတယ်ယာနီစိတ်မလေးနောက်လှည့်ကြည့်လိုက်တဲ့အခါတာသက်သမားရဲ့လူနှစ်ယောက်ဟာသူ့ကိုဝိုင်းထားတာကိုတွေ့လိုက်ရပါတယ်ဟဲလူမိုက်တွေထပ်ရောက်လာပြန်ပြီဟုယာနီကတွေးလိုက်ပြီးအသက်လူကထွက်ပြေးရပြန်တယ်အသုံးမကျတဲ့ကောင်နဲ့စိတ်မလေးထွက်ပြေးတာကိုဘာလို့ရက်ကြည့်နေတာလဲသွားဖမ်းကြလေသူရွာကိုရောက်သွားရင်ငါတို့လူအချက်ကိုအကုန်ပြောလိုက်မယ်မင်းတို့အသက်ရှင်ခြင်းရင်အဲ့ဒီစိတ်မကိုမိအောင်ဖမ်းခဲ့ကြသာသမားရဲ့လူတွေဟာစိတ်မလေးနောက်ကိုထမ်းမှန်လိုက်ကြပြန်တယ်ခဏကြာတော့စိတ်မလေးဟာလဲကျပြီးဒဏ်ရာရသွားပါတယ်လျုံမများချင်းကပ်လာသည်ကိုမြင်သောအခါစိတ်မလေးဟာလင်းမြန်စွာပြန်ထကားထွက်ပြေးလေတဲ့ထိုချိန်တွင်သာသမားကလည်းတွင်းထဲကရုံထွက်နိုင်ကသူ၏လူများထံရောက်လာပြီးမြန်ဖမ်းလိုက်ကြစမ်းမစွေးမှနဲ့ဆရာစိတ်မလေးကဒဏ်ရာရနေတယ်အဝေးကြီးပြေးနိုင်တော့မှမဟုတ်ပါဘူးသာသမားနဲ့သူ၏လူများဟာစိတ်မလေးနောက်ကိုဆက်လက်လိုက်ပါသွားကြပါတယ်ရွာနဲ့ဝင်းနေသဖြင့်ယာနီစိတ်မလေးဟာအသက်ရှင်မှုအတွက်တောဘက်ကိုပြေးဝင်သွားလေတဲ့စိတ်မလေးကတောဘက်ကိုဝင်ပြေးသွားပြီးရက်လိုက်ကြတော့အဲ့ဒီတောထဲမှာတားရဲလိမ့်ဆန်တွေအများကြီးရှိတယ်ကျွန်တော်တို့ကိုအလွတ်ပေးမှမဟုတ်ဘူးဆရာသာသမားကဒေါသနဲ့အခုဘာဆက်လုပ်ကြမလဲသူမတောထဲရောက်သွားပြီးငါတို့အခုဖမ်းနိုင်တော့မှမဟုတ်ဘူးကိစ္စမရှိပါဘူးဒီစိတ်မလေးမရရင်တခြားစိတ်တစ်ကောင်ကိုပဲအမဲလိုက်ကြတာပေါ့ထို့သူပြောဆိုကသာသမားနဲ့သူ၏လူများဟာလက်လျှော့ပြီးထွက်ခွာသွားကြပါတယ်ညနေရောက်သည့်တိုင်ယာနီစိတ်မလေးအိမ်ပြန်မလာတော့အခါရွာသူရွာသားများအားလုံးကစိုးရိမ်လာကြပါတယ်စိတ်မလေးကိုဆေးဆရာစီတယောက်တည်းသွားခိုင်းခဲ့တာမဖြစ်သင့်ဘူးမနက်ကလေးကထွက်သွားတာညနေရောက်တဲ့အထိပြန်မလာသေးဘူးသူတစ်ခုများဖြစ်နေပြီလားမသိဘူးရွာသားတယောက်ကတော့မစိုးရိမ်ပါနဲ့သူကတတိရှိတဲ့စိတ်မလေးပါခဏလေးအတွင်းမှာပဲအိမ်ကိုဘေးကင်းစွာနဲ့ပြန်ရောက်လာမှာပါမပြန်လာရင်တော့ကျွန်တော်တို့သွားချကြတာပေါ့ရွာသားများစိုးရိမ်နေသည်ကိုမြင်တော့အခါတသက်သမားကအဲ့ဒီစိတ်မလေးကိုမင်းတို့ဘယ်တော့မှပြန်တွေ့ရတော့မှာမဟုတ်ဘူးတော်ရင်တိတ်ဆန်တွေကသူ့ကိုတတ်စားပြီးလောက်ပြီးယာနီစိတ်မလေးသည်တောထဲမှာလှဲ့လှဲ့ရှာဖွေရင်းမြေကန်တပေးသို့ရောက်လာပါတယ်ငါရေရမ်းငှက်နေပြီးရေတောက်မှဖြစ်တော့မယ်ရေတောက်သည်နဲ့ကြောက်မဖွယ်ကောင်းသောချင်းသေးကြီးတစ်ကောင်ရုတ်တရက်ထွက်ပေါ်လာပါတယ်ချင်းသေးကြီးကိုမြင်သောအခါစိတ်မလေးဟာတခဏတာကြောက်ရွံ့သွားပါတယ်ဒဏ်ရာရနေသောစိတ်မလေးကိုမြင်သောအခါချင်းသေးကြီးကမေးလိုက်ပါတယ်မင်းကဒီတော့ကစိတ်နဲ့မတူဘူးအမှန်တိုင်းပြောစမ်းမင်းဘာလို့လဲဘာလို့ဒီကိုရောက်လာတာလဲကျမနာမည်ယာနီပါရွာကလူတိုင်းရဲ့ရင်ထဲမှာနေရာယူထားတဲ့သူပါဒါဆိုမင်းဘာလို့ဒီကိုရောက်လာတာလဲဒီဥမာတွေလက်ထဲကနေအသက်လူကြီးပြေးလာတာပါဒါပေမဲ့ဒီမှာရှင်းကိုတွေ့ရပြီးအခုကျမဘာဖြစ်လာမလဲမသိဘူးချင်းသေးကြီးကခက်အေးပဲမစိုးရိမ်ပါနဲ့ဒီမှာလူတွေမရှိဘူးဒါကြောင့်မင်းဘေးကင်းပါတယ်ဒါဆိုရှင်ကျမကိုတတ်မှာမဟုတ်ဘူးလားမဟုတ်ဘူးငါကဒီတော့ရဲ့ပြင်မင်းကလည်းမင်းတို့ရွာရဲ့ပြင်မှာငါမင်းကိုဘယ်လိုလုပ်တတ်နိုင်မှာလဲကျေးဇူးတင်ပါတယ်တောပြင်ကြီးကျမတရားတွေရနေပြီးအရန်ပင်ပန်းနေတယ်ဒီမှာနားဖို့နေရာတစ်ခုရှာလို့ရမလား
ဒါပေါ့ရတာပေါ့မင်းငါကူထဲမှာအာမနာပဲအနားယူနိုင်ပါတယ်ယာနီစိမ့်မလေးသည်ချင်းသေးကြီးနှင့်တူသူ၏ကူထဲသို့တွားရောက်ပြီးခိတ္တမြအနားယူလေတဲ့ညဘက်ရောက်လာသောအခါချင်းသေးမင်းကယာနီကိုစိမ့်မလေးမင်းကိုဒီလိုချင်းနေဖြစ်အောင်ဘယ်သူလုပ်တာလဲငါသူ့ကိုလွတ်ပေးမှာမဟုတ်ဘူး ကျမတို့ရာကတားတဲ့သမားတွေကကျမကိုတက်ရှိနေတာပါ ဒီနေ့ကစပြီးငါမင်းကိုကာကွယ်ပေးမယ်ငါမင်းကိုချင်းသေးမျိုးနွယ်ရဲ့လှည့်ကွက်တွေအကုန်တင်ပေးမယ်မင်းမှာစိတ်ကိုခန္ဓာရှိပေမဲ့ချင်းသေးရဲ့နှလုံးသားပိုင်ဆိုင်လာအောင်လေ့ကျင့်ပေးမယ်နောက်တစ်နေ့တွင်ချင်းသေးမင်းသည်ယာနီကိုချင်းသေးများကဲ့သို့စတင်လေ့ကျင့်ပေးပါတယ်ရန်နှဲငယ်တွင်မှာပဲစိတ်မလေးသည်ချင်းသေးတစ်ကောင်ကဲ့သို့ရဲရင်လာခဲ့ပါတယ် အခုဆိုကျမအပြေးဝဖြန်ကောင်းနေပါပြီကျမရွာကိုပြန်ကျင်တယ် ကောင်းပြီလေဒါဆိုငါမင်းကိုရွာထိလိုက်ဖို့ပေးမယ် ရပါတယ်ကိုအခုရဲ့လေးချစ်ပေးမှုတွေကြောင့်ကျမအများကြီးတတိရှိလာပါပြီ ကောင်းပြီညီမလေးဒါပေမဲ့မင်းအကိုကိုလိုအပ်တဲ့အခါခေါ်လိုက်ပါမင်းအကိုကမင်းရှိကိုရောက်လာပါလိမ့်မယ် ကျေးဇူးတင်ပါတယ်အကို ချင်းသေးမင်းကိုကျေးဇူးတင်စကားပြောပြီးနောက်စိတ်မလေးဟာသူ့ရွာဘက်ကိုထွက်လာခဲ့ပါတယ်ယာနီစိတ်မလေးပျောက်နေတာရက်တော်ချနေပြီးသူ့အတွက်စိုးရိမ်မိတယ်ထိုချိန်တွင်ယာနီစိတ်မလေးရောက်လာပါတယ်ရွာလူကြီးကြည့်လိုက်ပါအောင်ယာနီစိတ်မလေးပြန်လာပြီးယာနီစိတ်မလေးပြန်ရောက်လာသည်ကိုမြင်သောအခါလူတိုင်းဝမ်းသာအားရကြိုဆိုကြလေတယ်စိတ်မလေးပြန်လာကြောင်းကြားသောအခါတာသမားကအဲ့ဒီစိတ်မကိုမတက်ရမချင်းငါငင်းချင်းမနေနိုင်ဘူးဟုကြုံသွားပြီးဒီညပဲသူ့ကိုအပြည့်တက်ကြမယ်ဟုဆုံးဖြတ်လိုက်ပါတယ်ညဘက်ရောက်သောအခါတာသမားသည်သူ၏လူများနှင့်အတူယာနီအိမ်သို့တိတ်တဆိတ်ရောက်လာပါတယ်မိတ်ဆွေတို့စိတ်မလေးကိုတစားကန်ဖြစ်ဖမ်းပြီးတာသက်ယုံကိုခေါ်သွားကြတောင်းယောင်သားပူပေါင်းပြီးယာနီစိတ်မလေးကိုတစားကန်ဖြစ်ဖမ်းဆီးကတာသက်ယုံသို့ခေါ်သွားခဲ့ကြပါတယ်မနေ့ပြန်မနေ့စောစောမှာဒီစိတ်မလေးကိုငါတို့အရင်ဆုံးတတ်ကြမယ်ထို့နောက်စိတ်မလေးကိုချီနှောင်ကတောင်းယောင်သားထွက်ခွာသွားကြပါတယ်မနေ့ရောက်သောအခါတာသက်သမားသည်သူ၏လူများနှင့်အတူတာသက်ယုံသို့ရောက်ရှိလာပြီးတာသက်ယုံမှာရှိတဲ့တိရစ္ဆာန်အလုံးပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်အော်ဆရာပဲဆရာတိရစ္ဆာန်တွေအကုန်ပျောက်နေတယ်ဒါဘလို့လုံးဖြစ်နိုင်မှလဲအဲ့ဒီစိတ်မလေးဖမှလည်းလိုက်ရှာကြထိုအခါယာနီစိတ်မလေးသည်သူရဲ့ကောင်တစ်ခုကဲ့သို့ရောက်ရှိလာပါတယ် ရှင်တို့ကဘာထင်ခဲ့လို့လဲဒီစိတ်မလေးဟာပန်းတွင်းလို့ထင်ခဲ့တာလားဒီစိတ်မလေးကပန်းတွင်းမဟုတ်ဘူးတော်ရင်ပန်းလေးပါ အေးဒါဆိုမင်းရဲ့လေပင်ကိုငါ့ရဲ့ဓာတ်နဲ့ဖြတ်ပေးရမှာပေါ့ရှင်ရဲ့ဓာတ်သွားကပြင်မာတူရဲ့လေပင်ကိုဖြတ်ဖို့လောက်မထက်မြက်ဘူးဆရာဒီစိတ်မလေးကိုဒီနေ့ပဲအပြီးတက်လိုက်ကြရအောင်တာသမားသုံးစလုံးပူပေါင်းပြီးယာနီစိတ်မလေးကိုတိုက်ခိုက်ကြလေတယ်ယာနီစိတ်မလေးကချင်းသေးကြီးလေ့ကျင့်ပေးထားသူဖြစ်၍ချင်းသေးကဲ့သို့တိုက်ခိုက်ကတာသမားသုံးစလုံးကိုတန်ရာရစေခဲ့တယ်ဒီစိတ်မလေးကချင်းသေးလိုတိုက်ခိုက်နေတာပဲဟုတ်တယ်ဆရာကျွန်တော်တို့သူ့ကိုမနိုင်ဘူးသူတိရစ္ဆာန်တွေအားလုံးကိုလှုပ်ပေးခဲ့ပုံရတယ် ဟုတ်ပါတယ်ကျမတို့အားလုံးကိုလှုပ်ပေးခဲ့တာပါ မင်းကတာမန်စိတ်မတစ်ကောင်တက်တက်ပဲမင်းဘလို့လို့သူတို့အားလုံးကိုခေါ်ထုတ်သွားနိုင်တာလဲယာနီကမဲပြုံးပြုံးပြီး ကျမကိုတာမန်လို့ယူဆတဲ့သူတွေကြည့်လိုက်ကြအောင် ယာနီစိတ်မလေးပြောလိုက်သည်နဲ့တော်တဲ့ကအန်ရရှိသောတိရစ္ဆာန်တွေအားလုံးရောက်လာကြပါတယ်ရှင်နေမင်းကရှေ့ဆုံးမှရက်ကဒီစိတ်မလေးကငါတို့ရဲ့ညီမပါသူ့ကိုမကောင်းတဲ့မျက်လုံးနဲ့ကြည့်တဲ့သူတွေရဲ့မျက်လုံးကိုဖောက်ထုတ်ပစ်ဖို့ငါတို့ရောက်လာကြတာတော်ရန်တိရစ္ဆာန်များဤဒေါသကိုမြင်သောအခါတာသမားနဲ့သူ၏လူများဟာကြောက်လန့်တကြားအော်ဟစ်ပြီးဒူထောက်လိုက်ကြပါတယ်ကျွန်တော်မှားသားပါတယ်ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါရှင်နေမင်းကခက်ထန်စွာပဲမင်းတောင်းပန်ခြင်းငါညီမကိုတောင်းပန်လိုက်မဟုတ်ရင်ဒီနေ့မင်းရဲ့ကြောက်ကပ်အသေးနဲ့ခြေထောက်တွေအကုန်ငါတို့စားပစ်မယ်ကျွန်တော်ကိုခွင့်လွှတ်ပေးပါစိတ်မလေးဟုတာသမားကတုံရင်စွာပြောလေတယ်ထိုချိန်မှာပဲရွာလူကြီးနဲ့ရွာသူရွာသားအားလုံးရောက်ရှိလာကြပါတယ်ရွာလူကြီးဒီကောင်ကတာသမားပါညာကဒီစိတ်မလေးသာကျွန်တော်တို့အသက်ကိုမကယ်ခဲ့ရင်ဒီတာသမားကကျွန်တော်တို့ကိုတပ်ပစ်မှာရွာလူကြီးကဂုံစွာနဲ့စိတ်မလေးမင်းကမင်းရဲ့တတိတွေကိုပြသခဲ့ပြီးမင်းရဲ့အသက်ကိုသာမကဒီတိရစ္ဆာန်တွေရဲ့အသက်ကိုပါကယ်တင်ခဲ့တယ်မင်းရဲ့တတိကိုငါတို့လေးစားပါတယ် ကျေးဇူးတင်ပါတယ်ရွာလူကြီးဒါပေမဲ့အခုဒီတာသမားကိုဘာလို့ကြမလဲချင်းနေမင်းက ဒီသားသမားကိုတက်ပြီးဒီနေ့အသားစားကြတာပေါ့ယာနီစိတ်မလေးကချင်းသင်မင်းကိုကြည်ပြီးတောင်းဆိုလိုက်ပါတယ် မလို့ပါနဲ့အခုရဲ့ငါတို့ဒီတာသမားကိုတက်ပြီးစားလိုက်ရင်ငါတို့လည်းတာသမားနဲ့ဘာကွာတော့မလဲသူတို့ကငါတို့ခွင့်လွှတ်ရပါလိမ့်မယ် ယာနီစိတ်မလေးဤတောင်းဆိုမှုအရချင်းသင်မင်းကသားသမားကိုခွင့်လွှတ်လိုက်ပြီးရွာလူကြီးကသားသမားအားလုံးကိုရွာကနေနှင်ထုတ်ခဲ့ပါတယ်ထိုနေ့မှစ၍ရွာမှာမြည်သည့်တိရစ္ဆာန်များအသက်မခံရတော့ဘဲရွာသူရွာသားများနှင့်တိရစ္ဆာန်များအားလုံးပျော်ရွှင်စွာအတူရှင်တွဲနေထိုင်သွားကြပါတော့တယ်